အားလုံးပဲမင်္ဂလာပါထက်ရဲ့ YouTube channel လေးမှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့လေအမားကပုံမှန်ပြထားတဲ့လက်ပြက်လေးပေါ့နော်ဒီအင်ကြီးလက်ပြက်လေးကအရန်ဟိုမှာရိုးရှင်းပါတယ်ညှက်တဲ့ခါကျရင်ရောချုပ်တဲ့ခါကျရင်ရောပေါ့နော်အဲ့တော့အဲ့ဒီအင်ကြီးပုံလေးကိုအမားကပေါ့နော်တိတိကျကျလေးရှင်းပြပေးခြင်းပါတယ်အဲ့တော့မားတို့တွေကအင်ကြီးတစ်ထည်ကိုချုပ်တော့မယ်ဆိုရင်နောက်ချမ်းဘတ်တန်တင်နေကြအတိုင်းလေးဒီမှာအမားညှက်ထားတယ်ပေါ့နော်ဒီမှာနောက်ချမ်းဘတ်တန်လေးအဲ့ဒီနောက်ချမ်းဘတ်တန်လေးကိုမားတို့ကရှေ့ချမ်းဘတ်တန်လေးပေါ့တင်ကြပါမယ်အဲ့တော့မားတို့ကဒီမှာနောက်ချမ်းဘတ်တန်လေးเนาะဒီနောက်ချမ်းဘတ်တန်လေးကိုရှေ့ချမ်းဘတ်တန်ပုံမားတို့တင်မယ်တင်တဲ့ခါကျလို့ရှိရင်မားတို့သူ့ကိုပင်းရက်ကလေးထိုးမှာပေါ့เนาะဒီဟာလေးကိုဒီမှာတင်မယ်ဒါကကြတော့ဒီလို့ရေးထားတာလေးကနောက်ချမ်းဘတ်တန်အဲ့ဒါလေးမားတို့ကဒီမှာနောက်ထပ်တစ်ရွက်ပေါ့เนาะရှေ့ချမ်းဘတ်တန်ပေါ့เนาะရှေ့ချမ်းဘတ်တန်လေးကိုမားတို့ညှက်မယ်ပေါ့เนาะညှက်တဲ့ခါကျလို့ရှိရင်လေမားတို့တွေကလေသူ့ကိုလေရှေ့ချမ်းပတ်တန်နောက်ချမ်းပတ်တန်ညှက်တဲ့ခါကြလို့ရှိရင်မတို့ပြောင်းလဲဝါမှာဆိုလို့သူ့ကိုလေပင်းလေးကိုဝဲဝိုင်လေးဖောက်ချင်ရင်ဖောက်မဖောက်ချင်ရင်လည်းရတယ်တူတူပဲဖောက်လည်းရတယ်ပေါ့နော်ဒီမှာမတို့ကဒီမှာဒါဆိုရင်မကနောက်ချမ်းပတ်တန်လေးကိုတင်ထားတာရှေ့ချမ်းလေးပေါ့အဲ့ဒီအတိုင်းကိုမကဖြတ်ထုတ်လိုက်မယ်ပေါ့နော်ကဲဒါဆိုလို့ရှိရင်တော့နောက်ချမ်းပတ်တန်လေးရှေ့ချမ်းပတ်တန်လေးနှစ်ခုစလုံးမားတို့ညှက်လို့ပြီးသွားပြီဆိုလို့ရှိရင်မားကကြတော့ပြောပြမယ်မားတို့တွေကနောက်ချမ်းပတ်တန်ရှေ့ချမ်းပတ်တန်ညှက်ထားပြီးပြီဆိုလို့ရှိရင်ဘာလောက်ကမလဲဆိုလို့ရှိရင်သူ့ကိုမားတို့တွေအဲ့ဒီမှာမားတို့တွေကျိုးလေးပေါ့နော်ကျိုးလေးတွေ့မလားအဲ့ဒီကျိုးလေးကိုအမားတို့ကလက်ပြက်ကလေးပေါ့လက်ပြက်ကလေးဆိုတဲ့အခါကျတော့သူကကြတော့လေတကယ်လို့ပေါ့နော်အမားတို့ကလက်ပြက်ညှက်တဲ့ခါကျလို့ရှိရင်သူကကြတော့ကျိုးပြားဖြစ်တဲ့အတွက်ကြောင့်ရိုးလက်ပြက်အင်ကြီးလို့မဟုတ်ဘူးတကယ်လို့မတို့ကပခုံးရဲ့ဒီဘက်ကိုကြာမယ်ပေါ့နော်ဒီအပြင်ဘက်ကိုကြာနေမယ်ဆိုရင်အဲ့ဒီလက်ကြီးကအပြင်ကြီးမှာရှောနေမှာပေါ့နော်အဲ့ဒီတဲ့ခါကျတော့မတို့ကသူ့ကိုဒီဘက်ဘေးလေးကိုနည်းနည်းလေးပေါ့နော်ပခုံးလေးစားပေးပါဒီဇိုင်းလေးကိုစားပေးပါအဲ့တော့မတို့ကဇိုင်းလေးထဲကိုနည်းနည်းလေးဝင်မယ်ဒီလိုလေးဆောင်းကလေးဝင်မယ်ပေါ့နော်ဒီလိုလေးဝင်လိုက်မယ်ဒါဆိုလို့ရှိရင်မတို့ကသူ့ရဲ့ဒီပခုံးဇိုင်းလေးကိုမတို့စားပေးလိုက်တယ်เนาะအဲ့လိုစားပြီးလို့ရှိရင်မတို့ကဘာလုပ်ကမလဲဆိုလို့ရှိရင်ဒီမှာလေပင်ကနေပြီးတော့အရှိကောအနောက်ကောအောက်ကို၄လက်မလောက်ချ၄လက်မဆိုတော့ဒီလောက်เนาะအဲ့ဒါကိုမတို့ချကြမယ်ပေါ့เนาะတဲ့လေးမတို့ချလိုက်ကြမယ်ဒီဘေးကိုကြတော့မတို့ကအဒီမှာလာပြီးအောက်ကိုမချခင်မှာအမဒီမှာလေပင်ကိုပြောဖို့မေးသွားတယ်လေပင်ကကြတော့ဘေးကို၄လက်မချဒီမှာ၄လက်မနော်၄လက်မချမယ်လေပင်ကဒီကနေပြီးတော့မှဒီဘေးကို၄လက်မချပါဒီပေါ်ကနေပြီးတော့အောက်ကိုလည်း၄လက်မချပါနော်ပေါ်ကနေအောက်ကိုလည်း၄လက်မချအောက်ကနေအပေါ်ကိုလည်း၄လက်မချဒါဆိုလို့ရှိရင်မတို့ကသူ့ရဲ့လေပင်ကလေးရပါပြီဒါဆိုရင်မကရှေ့ချမ်းကောနောက်ချမ်းကောပူးပြီးတော့ညှက်ထားတာနော်ရှေ့ချမ်းရောနောက်ချမ်းကောပူးပြီးတော့ညှက်ထားတဲ့လေပင်ကလေးရပြီအဲ့လေပင်ကလေးရပြီဆိုလို့ရှိရင်မတို့ကဘာလုပ်ဖို့လို့လဲဆိုလို့ရှိရင်မတို့တွေကပေါ့နော်သူအားကြတော့လေကျိုးပုံလေးနော်သူ့ရဲ့လေပင်လေးအားကြတော့သူ့ကျိုးပုံလေးလောက်ထားတယ်ပေါ့နော်လောက်ထားတဲ့ခါကျတော့မတို့ကသူ့ကိုဒီမှာမတို့ကသူ့ကိုဒီမှာပခုံးကနေပြီးတော့ဒီမှာဒီလိုစောင်းထားတယ်မဟုတ်လားအဲ့စောင်းထားတဲ့ဟာလေးကိုမတို့ကမစောင်းနဲ့တော့ဒီလိုတဲ့လေးပဲသွားမယ်အဲ့လိုတဲ့လေးပဲเนาะတဲ့လေးပဲသွားပြီးရင်ဒီမှာဝိုက်လိုက်အဲ့ဒီကနေတဲ့လာတဲ့နေရာလေးကဒီနေရာနဲ့တသားတည်းပဲအဲ့တော့မတို့ကလေပင်ကဒီပေါ်ကနေပြီးတော့အောက်ကိုချမယ်ဒီလိုမျိုးလေပင်ကိုတစ်ခါလေးဖြတ်ထုတ်လိုက်ပေါ့เนาะဖြတ်ထုတ်လိုက်မယ်ဆိုလို့ရှိရင်မတို့ဒီလိုမျိုးတစ်ဖြောင်နဲ့ရသွားပြီဒါဆိုလို့ရှိရင်မတို့ကသူ့ကိုဒီလိုမျိုးညှက်ထုတ်မယ်ဒီလိုလေးညှက်ထုတ်မယ်ဒါဆိုလို့ရှိရင်ရှေ့ချမ်းကောနောက်ချမ်းကောဒီလိုပုံစံလေးပေါ့နော်ဒီမှာဒီမှာပါရှေ့ချမ်းဒါကတော့နောက်ချမ်းဒါကတော့ရှေ့ချမ်းပါရှေ့ချမ်းရောနောက်ချမ်းရောဒီမှာပေါ့နော်လေပင်လေးကဒီပုံဖြစ်မယ်ပေါ့နော်အဲ့တော့အဲ့လိုဖြစ်တဲ့အခါကျလို့ရှိရင်မတို့ကနောက်ချမ်းလေးကိုဖယ်လိုက်မယ်နော်ဖယ်ပြီးပြီဆိုလို့ရှိရင်ဒီမှာရှေ့ချမ်းလေးကြံခဲ့မယ်အဲ့ကြံခဲ့တဲ့ရှေ့ချမ်းလေးကိုမတို့ကကြတော့
သူ့ရဲ့အင်ဂျီပုံမှာဒီနားမှာအပြားလေးထည့်ထားရယ်နော်မကြည့်အဲ့တော့မတို့ကဒီဇိုင်းကနေပြီးတော့ဒီဘက်အပေါ်ကိုဒီလိုတလက်မနော်ဒီအပြားတလက်မဒီဇိုင်းမှာဒီပေါ်ကိုအပြားဒီလိုမျိုးပြည်တယ်တပြားဆိုရင်တလက်မအဲ့တလက်မစာအောင်မတို့ကသူ့ကိုအပေါ်ကိုမလုပ်ရမလဲဆိုလို့ရှိရင်ဖြတ်ထုတ်မယ်ဖြတ်ထုတ်ပြီးတော့သူ့ကိုမတို့ကဖြတ်ဒီဥစ္စာကိုမတို့ကဖြတ်ထုတ်ပြီးတော့နော်အပေါ်ကိုဖြတ်ထုတ်မယ်ဒီကနေမှဒီလိုတလက်မနော်ဒီလိုတလက်မအဲ့တလက်မကနေဖြတ်ထုတ်ပလိုက်နော်ဒါအမဆွဲရတာကိုရသေးနေလို့နော်ဇိုင်းမအပေါ်ကိုတလက်မဖြတ်ထုတ်ဒီမှာဇိုင်းမအပေါ်ကိုတလက်မဖြတ်ဟုတ်ပြီနော်ဇိုင်းကနေပြီးတော့ဒီဇိုင်းကနေပြီးတော့ပေတယ်တပြားတားလိုက်အဲ့အပေါ်ကိုတလက်မဖြတ်ထုတ်ပလိုက်ဒါဆိုရင်ဒီဘိုင်းလေးကဖယ်ထုတ်လိုက်ရုံပဲနော်ဖယ်ထုတ်လိုက်ပြီနော်ဒါလေးကိုဖယ်ထုတ်လိုက်ပြီဒါဆိုလို့ရှိရင်ဒီလိုလေးကြံမယ်အဲ့ကြံတဲ့ဟာကိုမတို့ကဘယ်လိုလုပ်မလဲဆိုလို့ရှိရင်မတို့ကသူ့ကိုပိတ်စပေါ်မှာညှက်မဲ့အခါကြလို့ရှိရင်မတို့ကသူ့ကိုတွန့်စာလေးတွေထည့်ဖို့လိုအပ်တယ်အဲ့တော့မတို့ကသူ့ကိုတွန့်စာလေးတွေဘယ်လိုထည့်မလဲအဲ့ဒါဆိုလို့ရှိရင်မတို့ကဒီပတန်လေးမှာပဲတွန့်စာယူမလားဒါမှမဟုတ်ပိတ်စပေါ်မှာပဲတွန့်စာယူမလားနော်ကိုကြိုက်တဲ့ပုံမှာတွန့်စာယူလို့ရတယ်အဲ့တော့မကကြတော့ပိတ်စပေါ်မှာတွန့်စာယူမယ်ဆိုလို့ရှိရင်ပိတ်စပေါ်မှာတွန့်စာယူတဲ့နည်းလေးကိုပြောပြပါမယ်ဒီမှာအမတို့ကတကယ်လို့နောက်ချမ်းကိုလည်းအတွန်းစာနဲ့သွားခြင်းနေဆိုရင်စောနာကပြောသလိုဒီဂျိုင်းမအပေါ်ကိုတလက်မထားပြီးတော့ဖြတ်ထုတ်ပလိုက်ဒါဆိုရင်သူ့အပိုင်းလေးလေပင်ပိုင်းလေးနဲ့ကြိုးပိုင်းလေးတရမယ်ဟုတ်ပြီနော်ရှေ့ချမ်းအောင်လည်းအဲ့လိုပဲနော်ဒီမှာဂျိုင်းကနေအပေါ်ကိုတလက်မမှတ်ပြီးဖြတ်ထုတ်ပလိုက်သူကကြတော့အတုံလေးကရင်ဘက်အပေါ်နားမှာဖြစ်တဲ့အတွက်ကြောင့်နော်အဲ့လိုလေးပဲမှတ်လိုက်ပခုံးကနေအောက်ကိုဘယ်လောက်ချမလဲမမှတ်နဲ့ဂျိုင်းရတာအပေါ်ကိုတလက်မဖြတ်ပြီးတော့တလက်မမှတ်ပြီးတော့ဖြတ်ထုတ်ပလိုက်ဒါဆိုရင်ရတယ်ပေါ့နော်ကဲဒါဆိုလို့ရှိရင်ပေါ့နော် तू ကဘယ်လိုဖြစ်မလဲဆိုရင်မတို့ကပိတ်စပေါ်မှာညှက်တော့မယ်ပေါ့ပိတ်စပေါ်မှာညှက်တော့မယ်ဆိုလို့ရှိရင်ပိတ်စဥပမာမတို့ပိတ်စတစ်စားကိုမတို့ယူလိုက်မယ်နော်ပိတ်စတစ်စားလေးကိုမကယူပြပါမယ်ပိတ်စလေးတစ်စားပေါ့မတို့ယူလိုက်မယ်ကဲဒီမှာမတို့ပိတ်စလေးကိုယူလိုက်မယ်လိုလေးပိတ်စလေးကိုယူတဲ့အခါကျလို့ရှိရင်ပိတ်စလေးကဒီလိုခောက်ထားတာပေါ့နော်ဒီလိုလေးခောက်ထားတယ်ဒီလိုခောက်ထားတဲ့အပေါ်မှာမတို့ကကြတော့သူ့ကိုဒီလိုကလေးတင်ပါဟုတ်တယ်နော်အမတင်တဲ့ပတ်တန်တော်တော်များများကချမ်းပတ်တန်တွေဖြစ်တယ်နော်ပိတ်ခောက်တင်ဂီတာလေးတွေမှတ်ထားပါအမကပတ်တန်ကိုအချမ်းပတ်တန်လေးတွေတင်ပေးတာများပါတယ်အဲ့တော့ဒီပိတ်ခောက်လေးဆိုတော့မတို့ကဒီမှာပိတ်စအခောက်နော်အဲ့ဒီပုံမတို့ဒီလိုတင်မယ်တင်တဲ့ခါကျတော့အဲ့ဒီအင်ဂျီလေးကဘာပါလဲဆိုရင်လေဘင်းမှာအတွန့်လေးတွေပါတယ်ရင်ဘတ်မှာလေဘင်းမဟုတ်ဘူးရင်ဘတ်မှာအတွန့်လေးတွေပါတယ်ပါတဲ့ခါကျတော့မတို့ကသူ့ဘယ်လိုလုပ်မလဲဆိုလို့ရှိရင်ဒီမှာအနေနဲ့နောက်ဆုတ်ဒီမှာဒီကနေပြီးတော့မတို့ကဒီမှာတလက်မခွဲเนาะပေတန်နဲ့တလက်မခွဲနေရာကိုလေးမှတ်ပြီးရင်ဒီမှာအညီလေးအောက်ပိုင်းကလည်းတလက်မခွဲအညီလေးအဲ့ဒါမတို့ကဒီတိုင်းလေးတူထားပြီးဒါလို့မတို့ကပင်အပ်ထိုးပြီးပြီဆိုလို့ရှိရင်မတို့ကကြတော့ဘာလို့လဲဆိုရင်မတို့ဒီမှာဖြတ်ထားတဲ့အတွက်ကြောင့်ဒီမှာချုပ်စာလိုတယ်မတို့လေဘင်းနဲ့ဖြတ်ထားတယ်လေဘင်းနဲ့ဖြတ်တဲ့အတွက်ကြောင့်ချုပ်စာလိုပါတယ်ဒီမှာပါဒီမှာနော်မတို့ဒီမှာဖြတ်ထားတဲ့အတွက်ကြောင့်ချုပ်စာလိုတယ်ဒီဟာလေးကလည်းညှက်ရင်ချုပ်စာလိုပါတယ်အဲ့တော့မတို့ကဒီတိုင်းလေးပေါ့ဒီမှာတလက်မခွဲချမ်းပြီးလို့ရှိရင်ပတန်လေးကိုဒီလိုတင်ပြီးလို့ရှိရင်ချုပ်စာလေးကိုဒီလိုမျိုးချမ်းပြီးလို့ရှိရင်ညှက်ထုတ်လိုက်အောက်ကလည်းအဝိုက်လိုက်ညှက်လိုက်เนาะဒါဆိုရင်ဒီပိုတဲ့ဟာလေးကတွန်းစာလေးဖြစ်ပါတယ်တွန်းစာလေးကလည်းဒီနားမှာတွန်းအောင်မဟုတ်ဘူးเนาะမတို့တွေကဒီမှာတလက်မခွဲချမ်းထားလို့ရှိရင်တွန်းတဲ့အတွန်းက3လက်မလောက်ထိတွန်းလို့ရတယ်ဒီမှာတလက်မခွဲချင်ရင်3လက်မတွန်းလို့ရပါတယ်ဘာဖြစ်လို့ဆိုတော့မတို့ကတွန်းဒီမှာသူ့ရဲ့အခောက်ကဒီထိသွားမှာဆိုတော့မတို့ကအဲ့တော့ဒါဒီထိ3လက်မလောက်ထိတွန်းလို့ရတယ်เนาะဒါဆိုလို့ရှိရင်အချမ်းပတ်တန်လေးပေါ့เนาะဒီရှစ်ချမ်းပတ်တန်လေးကိုနားလည်မယ်ထင်တယ်ဒီဥစ္စာလေးကိုကြတော့မတို့ကအတွန်းစာမလို့တော့ဘူးဒီအတိုင်းလေးပဲမတို့ကကတ်တင်မယ်ပိတ်ခောက်ပေါ်မှာဒါကကြတော့ချုပ်စာချမ်းဖို့ဒါကကြတော့မတို့ပိတ်ခောက်တင်ကြတာဒါကအောက်မှာချုပ်စာလေးတွေချမ်းရမယ်ဒါကလေပင်ဒီမှာပခုံးချိုင်းเนาะဒါဆိုလို့ရှိရင်မတို့ကလေပင်တက်သူတို့နှစ်ခုကိုဆက်မယ်ဆိုလို့ရှိရင်မတို့ကဒီဥစ္စာလေးတွေကိုအတွန့်လေးတွေအရင်တွန့်ပြီးမှ
သူ့ရဲ့အညီပေါ့နော်ဒီမှာအတုံတွေတွန်းပြီးပါပြီဆိုတော့မှဒီနှစ်ခုကိုမတို့ဆက်မယ်ဟုတ်ပြီနော်ဒါဆိုလို့ရှိရင်မတို့တွေအင်ကြီးဒီအခုမပုံမှာပြထားတဲ့အတိုင်းပဲရိုးရိုးလက်ပြက်အင်ကြီးကလေးပေါ့နော်အဲ့ဒီအင်ကြီးပုံလေးကိုရပါပြီကဲဒါဆိုလို့ရှိရင်အမပြောတဲ့ပေါ့နော်အမပြောတဲ့ဒီအင်ကြီးပတန်လေးကိုနားလည်မယ်လို့ထင်ပါတယ်အားလုံးပဲကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ပတ်မှာလည်းဘယ်လိုအင်ကြီးပုံစံလေးတွေကိုပတန်ခွဲပြမလဲဆိုတာကိုကြည့်ဖို့အတွက်ပေါ့နော်အမရဲ့ channel လေးတွေကို subscribe လုပ်ပြီးတော့စောင့်ကြည့်ပေးကြပါအောင်ရှင်